ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်ဘိုင်းကတော့အမတစ်ပိုင်းကိုပိုင်လမ်းစဉ်ဘိုင်းစနစ်ဖြစ်ပါတယ်။တင်ကားအကြပြီးနောက်မှာဝမ်းနေကဝမ်းမြုပ်ဝန်းကျင်အဖြစ်ပြန်လည်မွေးဖွားလာပါတယ်။ပြီးတော့ဝမ်းမြုပ်ဝန်းကျင်တစ်ကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဝမ်းလင်ဟာစစ်မြေပြင်ပြင်ပလမ်းကြောင်းကနေပြန်ထွက်နိုင်ဖို့သူ့ရဲ့တေးကျဝန်းကျင်တွေကိုအာကာသအကွယ်ကြောင့်စီထုတ်လွှတ်နေပါတယ်။ရှင်းကျန်သူနှစ်ယောက်ကဝန်းကျင်တေးကျကိုလုပ်နေကြပါတယ်။ပြင်မှာတော့စစ်မြေပြင်ပြင်ပလမ်းကြောင်းပြည့်စည်တာအမြင်နေကြောင်းကိုပြောနေပါတယ်။မာလန်ကရနာချပွေရင်ရှီဟော့ကရညီနောင်တော်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီနှစ်ယောက်ကနေမြေပြင်ပစစ်မြေပြင်မှာနမီဇိုးနဲ့ကြော်ကြသူတွေဖြစ်ပါတယ်။အဲ့နှစ်ယောက်ကလူသက်ပြီးရနာလူကြတာပါ။မာလန်ကညီကိုနှစ်ဦးကိုယူသေးပေးလိုက်ပါတယ်။သူရရှိထားတဲ့ရနာတွေကိုလည်းပေးလိုက်ပါတယ်။မာလန်ကသူအသက်ရှင်ပြီးနောက်3ရက်နေရင်ဟော်ပန်တိုင်းပြည်စီပြန်နိုင်ဖို့ပဲမျှော်လင့်ပါတယ်လို့တောင်းဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ကရင်ကတော့မာလန်ကိုတက်ပစ်လိုက်ပါတယ်။မာလန်တေတော့မဲ့ဆဲဆဲမှာဝမ်းနေကငမင်းခန္ဓာကိုလိုချင်တဲ့တေကန်နီးလူလို့ပြောလိုက်ပါတယ်။မာလန်လည်းငါအတွက်သူတို့ကိုတက်ပြီးရင်ငမင်းကိုကုန်ပေးမယ်လို့ပြောလိုက်ပါတယ်။ဝမ်းလင်ကဘေးယူဖြစ်တယ်ဆိုပြီးတော့မာလန်ခန္ဓာထဲဝင်လိုက်ပါတော့တယ်။ဝမ်းလင်ကထားရန်ငါပြန်လာပြီလို့ပြောလိုက်ပါတော့တယ်။